transmission wine လဲတဲ့ခါကျရင် Artica နဲ့ CS မှာ AD1 ကိုလဲရပြီးတော့စစ်မှာကြတော့ဘာလို့ CVD1 ကိုလဲရတယ်။ဘာလို့လဲဆိုတော့ transmission type မတူလို့ပါ။ Artica နဲ့ CS က AD လို့ခေါ်တဲ့ auto transmission ဖြစ်ပြီးတော့စစ်က CVD လို့ခေါ်တဲ့ continuously variable transmission ဖြစ်ပါတယ်။ဆိုတော့ Artica နဲ့ CS တို့က auto transmission ဖြစ်တဲ့အတွက် after တစ်စိတ် AW1 auto YC မျိုးစားကိုလဲပေးရတာဖြစ်ပြီးတော့စစ်က continuously variable transmission ဖြစ်တဲ့အတွက် after တစ်စိတ် CVD green 2ဆိုတဲ့ C မျိုးစားကိုလဲပေးရတာဖြစ်ပါတယ်။ဒီမှာအရေးကြီးတာတစ်ခုထည့်ပြောချင်တာက CVD-Y နဲ့ AD-Y တွေကိုမှားမလဲမိကြဖို့ပါ။ဘာလို့လဲဆိုတော့ transmission Y တွေမှားလဲမိမယ်ဆိုရင် gear ချိန်တဲ့အခါ gear ချော့ခြင်း gear စောင့်ခြင်းရုတ်တရက် engine level နှုန်းမြင့်တက်လာပြီးတော့လိုအပ်သောမြန်နှုန်းကိုတင်၍မရတတ်ခြင်း gear အတွင်းပုံပတ်တိုင်စားခြင်းနဲ့အတူ transmission ကိုပါပျက်စီးစေနိုင်ပါတယ်။ဒါကြောင့် transmission အလိုက် C မျိုးစားတွေကိုမှန်ကန်စွာလဲလှယ်ပေးဖို့အရေးကြီးရပဲဖြစ်ပါတယ်။အားလုံးပဲနောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။